ချက်ခတ်ရွာချက်ခတ်ရွာချက်ခတ်ရွာသမိုင်းစင်လာတကယ်ကြည်တာအယူတော်မင်္ဂလာဦးနိုးရဲ့ရွာစကိုင်းတိုင်းဒီပဲရင်မြို့နယ်မှာချက်ခတ်ရွာချက်ခတ်ရွာချက်ခတ်ရွာတတိယရင်လာခဲ့ပါတွေ့ကြမယ်ပျော်ရွှင်စွာနှွေးထွေးစွာကြိုနေမှာစကိုင်းတိုင်းကမြမကုံရဲ့တာယာလှပအညာကကျုပ်တို့ချက်ခတ်ရွာအယူတော်မင်္ဂလာအမတ်ကြီးဦးနိုးရဲ့ဇာတိပါလာခဲ့ပါကြိုနေမှာပျော်စရာကောင်းတယ်ကွာချက်ခတ်ရွာချက်ခတ်ရွာချက်ခတ်ရွာပါတင်ကြခါလဲစွမ်းလောင်းပွဲရှိတာဝါဆိုလာမှလဲစွမ်းလောင်းပွဲရှိတာတရင်ကျွလဲစွမ်းလောင်းပွဲရှိတာပါတပေါင်းလာပထမ်းပွဲစွမ်းလောင်းလူကြတာလာခဲ့ပါကြိုဆိုနေမှာပျော်စရာကောင်းတယ်ကွာချက်ခတ်ရွာချက်ခတ်ရွာချက်ခတ်ရွာပါချက်ခတ်ရွာလေးတာယာလှပဟုံးကြီးကျောင်းတွေလဲစုံလင်စွာတောင်ငူဥပုတ်ခုံမနောရမန်ယွန်းကျောင်းတော်ကြီးလဲရွှေရောင်ဝင်းမိုးကောင်းစေတီရွှေလရောင်ဖူးမြော်ရသည်ပျော်ရွှင်ခြင်းချက်ခတ်ရွာကိုအစင်ချေချက်ခတ်ရွာကိုအစင်ချေတပေါင်းလာຫນွေဦးရောက်ချိန်မြိုင်မြိုင်ဥပုပ်ခုံကျောင်းတော်ကြီးကတင်းနေဥတီဟညာနာဆရာတော်ကိုကြည်ညိုတယ်နှစ်စဉ်ကျင်းပပဋ္ဌာန်းပွဲတော်ကြီးလာခဲ့ပါပြောကြမယ်ကွာချက်ခတ်ရွာချက်ခတ်ရွာချက်ခတ်ရွာလာခဲ့ပါပြောကြမယ်ကွာချက်ခတ်ရွာချက်ခတ်ရွာချက်ခတ်ရွာတို့ချက်ခတ်သူတွေအရန်လာတယ်ရိုးရိုးရင်ရင်ချစ်စရာကောင်းကြတယ်တို့ချက်ခတ်သားတွေချောကြတယ်ရိုးသားကြိုးစားချစ်စရာကောင်းကြတယ်ရက်ရွာကောင်းကျို့အတူတူစီးလုံးစွာစ조사ကြပါတယ်ဘာသာသာသနာဆရာနဲ့တကအတူတူလှပအောင်စ조사ကြပါတယ်လာခဲ့ပါလာခဲ့ပါပြောကြမယ်ကွာချက်ခတ်ရွာချက်ခတ်ရွာချက်ခတ်ရွာပါလာခြင်းပါတယ်ဟိုအဝေးကချစ်သူတို့နေရာချက်ခတ်ရွာရဲ့ရွာအဝင်ကုတ်ကိုပင်ကြီးတွေအောက်မှာစောင့်နေမှလားကွယ်ရွှေလျောင်ဖျားကိုလာမလားမိုးကောင်းဖျားမှာတွေ့မှလားဘယ်နေရာမဆိုမြစ်တာကပါတို့အတူတူပါကွယ်လာခဲ့မယ်လာခဲ့မယ်တို့ပြောကြမယ်ချက်ခတ်ရွာချက်ခတ်ရွာချက်ခတ်ရွာရဲ့ချက်ခတ်ရွာကိုလာခဲ့မဲ့ဒါလင်ကုတ်ကိုပင်အောက်မှာစောင့်နေမလားဒါလင်ရွှေလောင်းစီဒီမှာတွေ့ကြမလားမိုးကောင်းစီဒီကိုအရောက်လာခဲ့မယ်တို့နှစ်ယောက်ရဲ့ချစ်ကအမြဲထာဝရချက်ခတ်ရွာလေးကအမတ်တရားတို့နှစ်ယောက်ရဲ့ချစ်ကအမြဲထာဝရ